ဒါကမော်ဆေးရည်တစ်မျိုးပါပဲကြက်ပေါက်လေးတစ်ကောင်ကဒီဆေးရည်ကိုတောက်လိုက်ပြီးနောက်ချက်ချင်းဆိုသလိုညစာပန်းကန်လုံးလောက်အရွယ်စားတိကြီးထွားလာခဲ့တယ်။အဲ့ဒီအခါကျောင်းအိုကြီးတစ်ကောင်ကဒီကြက်ပေါက်ကိုညစာစားပွဲပေါ်ကိုတည်လာခဲ့တဲ့ကြောင်ကအမွေးတွေကိုနှုတ်ပြီးစားဖို့ပြင်းနေတော့မှပဲကြက်ပေါက်လေးကရုတ်တရက်ပို့ပြီးတော့ကြီးလာပြန်တယ်။ကြောင်ကကြောက်လက်တကြားဖြစ်သွားပြီးကြက်ပေါက်ကိုအလျင်မြန်ပြန်ကျုပ်အောင်လုပ်လိုက်ကချက်ချင်းထွက်ပြေးသွားတယ်။ကြက်ပေါက်ကပထမတော့ဘာဖြစ်သွားမှန်းမသိဘူး။ဒါပေမဲ့သူ့ခန္ဓာကိုယ်ကိုသူပြန်ကြည့်လိုက်တဲ့အခါလက်စားချေဖို့စိတ်ကူးပေါ်လာတယ်။သူကကြောင်အိုကြီးပေါ်ကိုခုံအုပ်ပြီးသူ့ခြေထောက်ကိုဆွဲကင်ကပြင်းပြင်းထန်ထန်လိန်ချိုးလိုက်တယ်။ရုတ်တရက်စပွဲပေါ်ကဆေးပလင်းကိုကြောင်ကလှမ်းတွေ့လိုက်တဲ့သူကလျင်မြန်စွာပဲတစ်ကြိုက်တည်းမောချလိုက်တဲ့ကြောင်ရဲ့ခန္ဓာကိုယ်ဟာအရှိန်ဟုန်နဲ့ဖောင်းကားလာခဲ့တယ်။ပထမတော့ကြက်ပေါက်ကတတိမထားမိဘူး။ဒါပေမဲ့ကြောင်ရဲ့ကြောက်လန့်နေတဲ့မျက်နှာကိုမြင်လိုက်တဲ့အခါသူ့လှည့်ပြီးထွက်ပြေးသွားတော့တဲ့ကြောင်ကမော်ဆေးရည်ပလင်းကိုပေါ့ပေါ့ဆဆပစ်ချလိုက်ပြီးကြက်ပေါက်နောက်ကိုလိုက်သွားတယ်။မတော်တဆနဲ့ပလင်းကခွေးကြီးတစ်ကောင်ရဲ့ပါးစပ်ထဲကိုတက်တက်ကျသွားပြီးခွေးကအားလုံးကိုမျိုးချပစ်လိုက်တယ်။တစ်ချိန်တည်းမှာပဲပြေးနေတဲ့ကြက်ပေါက်ကရုတ်တရက်ရပ်တန့်သွားခဲ့တယ်။ဒါကကြောင်ကိုနားမလည်အောင်ဖြစ်စေခဲ့တယ်။ကြက်ပေါက်ကဘေးဘက်ကိုလက်ညှိုးထိုးပြလိုက်တယ်။နောက်တစ်စက္ကန့်မှာပဲအိမ်တစ်လုံးထပ်ပိုမြင့်တဲ့ခွေးကြီးတစ်ကောင်သူတို့ရှေ့မှာပေါ်လာခဲ့တဲ့ကြောင်ဟာထိတ်လန့်သွားတဲ့ခွေးကြီးကဆေးပလင်းကိုပစ်ချပြီးကြောင်နောက်ကိုလိုက်ပါတော့တယ်။ဒါပေမဲ့ကြွက်တစ်ကောင်ကဆေးရည်ကိုကောက်ယူပြီးတောက်လိုက်ပြန်တယ်။စက္ကန့်ပိုင်းအတွင်းမှာပဲသူကအဆောက်အုံတစ်ခုထပ်ပိုမြင့်အောင်ကြီးထွားလာခဲ့တဲ့ခွေးကြီးကအရန်ကြောက်သွားတာနဲ့အမီးကုတ်ပြီးပြေးတော့တယ်အားလုံးအားတင်စရာကောင်းတာကအဲ့ဒီအရာမှကြွက်ကြီးကကြောင်နဲ့တငယ်ချင်းဖြစ်ချင်တဲ့အတွက်ကြံနေတဲ့ဆေးရည်ကိုကြောင်ကိုပေးလိုက်တယ်ဒါပေမဲ့ဒီလိုကြီးမလုံးတဲ့ကြွက်ကြီးကိုကြည့်ပြီးကြောင်ကလောဘကြီးသွားတဲ့အတွက်ဆေးရည်ကိုထပ်တောက်လိုက်တယ်ကြွက်ကဘာဖြစ်နေလဲဆိုတာသဘောပေါက်တဲ့အခါသူလည်းထိတ်လန့်တကြားနဲ့ထွက်ပြေးပြီးအသက်ရှင်ဖို့အတွက်ရုန်းကန်ကြတော့တယ်သူတို့ဟာဆေးရည်ကိုအကြိမ်ကြိမ်ဆက်တောက်ရင်းပိုပြီးကြီးမားလာခဲ့ကြတယ်နောက်ဆုံးမှာတော့ဆေးရည်ကုန်သွားခဲ့တယ်အဲ့ဒီအခါမှာမှသူတို့ဟာဘယ်တော့မှပြန်မလဲနိုင်တော့ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ကြတော့တယ်